AI ကိုစပြီးတော့လီလာနေတဲ့သူတယောက်ဆိုရင်တော့ဒီဟာမျိုးလေးတွေကပို့ပြီးတော့သုံးဝင်ပါတယ် Leonardo မှာလည်း free သုံးလို့ရတာဆိုတော့တော်တော်များကျွန်တော်တို့အတွက်အဆင်ပြေတာပေါ့လေနော်အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မိတ်ဆွေတို့ကိုပြပြီးတော့မှာကတော့Leonardo AI ကိုအသုံးပြီးတော့ကျွန်တော်တို့ဒီလိုပုံလေးတွေဖန်တီးတဲ့အကြောင်းကိုပြမှာဖြစ်ပါတယ်စိတ်ဝင်စားရဆိုလို့ရှိရင်မိတ်ဆွေတွေအနေနဲ့ကျွန်တော်တို့ like ချလိုက်ပါလို့ကျွန်တော်ဖိတ်ခေါ်ပါတယ်ကျွန်တော်ကဒီဟာလေးကိုရွေတာက AI ကိုစပြီးလေးလာနေတဲ့သူတွေအတွက် free သုံးလို့ရမယ့်ဒီ AI လေးနဲ့ဒါအဆင်ပြေတဲ့ AI လေးကိုပြပေးခြင်းဖြစ်ပါတယ်ဒီ AI ကိုသုံးမယ်ဆိုရင် Leonardo AI ကိုသုံးမယ်ဆိုရင်ကျွန်တော်တို့ကGmail တစ်ခုတော့ရှိဖို့လိုမယ်ပေါ့ဗျာကျွန်တော်တို့နော်ကျွန်တော်တို့က Leonardo AI ကိုမသုံးခင်မှာကျွန်တော်တို့က prompt ယူဖို့အတွက် Leonardo မှာထုတ်ပြီးဖို့အတွက်သူ့ကို Leonardo AI ကိုခိုင်းမဲ့ကျွန်တော်တို့က prompt လိုတယ်prompt လိုတဲ့ကျွန်တော်တို့ prompt ကို DC မှာသွားမယ်prompt ကလည်းမြန်မာလိုလည်းမဟုတ်ဘူးအင်္ဂလိပ်လိုလည်းဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီ DC ကိုပဲအကုန်ခိုင်းသွားမယ်DC နဲ့ Leonardo ပဲကျွန်တော်တို့ဖလှယ်ပြီးတော့သုံးသွားမယ်ပေါ့လေအခုကျွန်တော်တို့လိုချင်တဲ့ prompt ကိုကျွန်တော်တို့ကမြန်မာလိုပဲရိုက်မယ်ကျွန်တော်တို့စိတ်ကူးနဲ့ကျွန်တော်တို့ရှိတဲ့ဟာကိုရိုက်မယ် prompt ကောင်းရင်ကောင်းတယ်လို့ရှုပ်ထွက်ကလည်းကောင်းမှာဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့ကျွန်တော်ကတော့ခဏရိုက်ပြီးသားရှိတဲ့အတွက်ကျွန်တော်ဒီဟာကိုတို့ရိုက်လိုက်တယ်25နှစ်အရွယ်အညီဖြူလက်ရှိဘောင်းမေရှိအနက်ဝတ်ထားတဲ့ကောင်မလေးတယောက်တောင်တန်းတွေရဲ့အမြင့်ဆုံးတောင်တစ်ခုပေါ်မှာငှက်နှကောင်ကခေါင်းပေါ်မှာပြန်နေပြီးတော့လက်နှစ်ဖက်ကိုစန်တန်းကလေးကိုတော်ဝါကြီးရှူရှိုက်နေဖို့ဆိုပြီးတော့ကျွန်တော်ကအဲ့ဒါကို prompt အနေနဲ့ရေးလိုက်တယ်အဲ့တော့မှကျွန်တော်က prompt ရေးတဲ့အခါမှာမြန်မာလိုကိုအင်္ဂလိပ်လိုပြောင်းမှာဖြစ်တဲ့အတွက်တစ်ခါလေးပြောင်းလိုက်တယ် translate for prompt with English နဲ့ prompt ထုတ်ပြီးပါဆိုပြီးတော့ကျွန်တော်ပြောလိုက်တယ်အဲ့လိုပြောလိုက်တဲ့အခါမှာသူ့ဘက်ကနေမှကျွန်တော်တို့ကဒီ deep sea ကနေမှကျွန်တော်တို့ပြန်လာပြီးတော့ဟောလုပ်မယ်ပေါ့လေပြန်ပြီးမယ်ပေါ့ကျွန်တော်တို့သူကဒီ prompt လေးထုတ်ပေးလိမ့်မယ်ဒီလို prompt ထုတ်ပြီးတဲ့အခါမှာကျွန်တော်တို့ကဒီ prompt ကိုကျွန်တော်တို့ကဒီ prompt လေးကိုပဲကျွန်တော်တို့ယူမယ်ပေါ့လေဒါကို Leonardo AI မှာတော့ပြီးတော့ကျွန်တော်တို့က print ထုတ်မှာ哦အဲ့တော့ကျွန်တော်တို့ကဒီကျွန်တော်တို့က copy ယူခဲ့မယ်ယူခဲ့ပြီးတဲ့နောက်မှာကျွန်တော်တို့ Leonardo AI ကိုကျွန်တော်တို့တောင်းမှာဖြစ်ပါတယ်အဲ့တော့မိတ်ဆွေတို့ဒီလိုက်လို့ကြည့်ပါ Okay ဟုတ်ပြီကျွန်တော်တို့ကဒီအဆင့်ကိုရောက်ပြီဆိုရင်ကျွန်တော်တို့ကဒီသက်ဆိုင်ရာ Google browser Chrome ပေါ့လေအဲ့တခုကနေပြီးတော့ကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့ NEO ကျွန်တော်တို့ Leonardo ပေါ့လေ NERDO Leonardo AI မှာကြောင်းကြလာပြီကြာလာတော့ကျွန်တော်နှိပ်လိုက်မယ်အဲ့ Leonardo AI ကိုကျွန်တော်တို့ကအဲ့သူ့ရဲ့ website မှာကျွန်တော်တို့ဝင်လိုက်မယ်ပေါ့ဝင်တဲ့အခါမှာကျွန်တော်တို့တွေ Gmail တခုတော့ရှိဖို့လိုရတယ်ဒါကျွန်တော်ဒီGmail နဲ့ကျွန်တော်ဝင်ပြီးသားမို့လို့ဒီ guest tag ကိုနှိပ်လိုက်တဲ့အခါမှာကျွန်တော်တို့ဒီ Leonardo AI နဲ့ကိုတောင်းဝင်တော့မှာဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့အခုဒီ Leonardo AI app ကိုရောက်ပြီဆိုရင်ဒါကျွန်တော်တို့ဒီမိတ်ဆွေတို့နဲ့ဝင်မှရမှာเนาะ Gmail တစ်ခုခုနဲ့ဝင်မှရမယ် Gmail တစ်ခုနဲ့ဝင်လာရတဲ့အခါမှာကျွန်တော်တို့ဒီနေရာကိုရောက်သွားမယ်ပေါ့ဒီနေရာကိုရောက်လာပြီဆိုရင်ကျွန်တော်တို့ကပုံဖန်တီးမှာဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာ image ကိုကျွန်တော်နှိပ်လိုက်မယ်ပေါ့လေအဲ့တော့လူရှိမင်းတို့အနေနဲ့ဒီမှာဒါကျွန်တော်ကခုနကဟိုလောက်လာတဲ့ copies ကိုကျွန်တော်ဒီမှာ paste ချမှာဖြစ်တယ်ဒီမှာ paste ချထားပြီးသားပေါ့လေဒါပေမဲ့မိတ်ဆွေတို့တခုရှိတာဒီမှာကကျွန်တော်တို့ဒီမှာကကျွန်တော်တို့ဒီမှာ130ဆိုပြနေတာကျွန်တော်ခုနကထုတ်ထားလို့ပုံမှန်ဆိုရင်ဒီတောက်မှာကဒီနမ်းမှာကကျွန်တော်150ပါတယ်မိတ်ဆွေတို့သလားပြောမယ်ဆိုရင်တော့ဒီကောင်ကကျွန်တော်တို့ point ပေါ့ ready point လေးတွေကျွန်တော်တို့တွေတခါ create လုပ်လိုက်ရင်ကိုလုံးမဲ့ prompt ပေါ်မှာမူတည်ပြီးတော့ကိုထုတ်ချင်တဲ့ပုံမှာမူတည်ပြီးတော့ဒီကောင်ကကျွန်တော်တို့ဟိုဖြစ်သွားတယ်ပေါ့ကျွန်တော်တို့ဒီယူသွားတယ်ပေါ့လေဒါပေမဲ့ကျွန်တော်150ကုန်သွားရင်တော့ကျွန်တော်တို့မရတော့ဘူးနောက်ထပ် Gmail တစ်ခုနဲ့ကျွန်တော်တို့ထပ်ပြီးတော့လုပ်ရင်150ထပ်ရမယ်ကျွန်တော်တို့အရင်ကကျွန်တော်တို့ဒီပတ်စံမပြီးပဲလားကျွန်တော်တို့ free သုံးချင်လို့ပေါ့ဗျာ free မသုံးချင်ဆိုဒီ upgrade ကိုဒီမှာရှိ upgrade ကိုနှိပ်ပြီးတော့ကျွန်တော်တို့ဒီမှာလုပ်လို့ရတယ်ဒီ upgrade ကိုလုပ်လို့ရတယ်ကျွန်တော်တို့အဲ့လိုမျိုးပေါ့အဲ့တော့ကျွန်တော်တို့က free သုံးမှာဖြစ်တဲ့အတွက်အခုကဒီ150မကုန်ဖြစ်ကျွန်တော်ထုတ်လို့ရတယ်အဲ့တော့ကျွန်တော်တို့ကဒီ prompt လေးကိုဒီမှာ copy paste ခုနကယူလာတဲ့ copy ကို TC ယူလာတဲ့ copy ကိုကျွန်တော်ဒီမှာချလိုက်မယ်ချပြီးရတယ်ကျွန်တော်တို့ကအခုဒီမှာ create ကိုနှိပ်လိုက်တာနဲ့ဒီ create ကိုနှိပ်တာနဲ့ကျွန်တော်တို့ရပြီဒီ create လေးကိုနှိပ်လိုက်တာနဲ့ရပြီဒီ create နှိပ်လိုက်တာနဲ့ရပြီဆိုတဲ့အခါမှာကျွန်တော်တို့ကအတူတက်ကုန်မှာ40ကုန်မယ်ပေါ့ခုနကကျွန်တော်တခါထုတ်ပြီးသား40ကုန်ပြီးသားဒါပေမဲ့အခုကျွန်တော်တခါထပ်ပြီးတော့ထုတ်ပြန်မှာဖြစ်ပါတယ် create ကိုနှိပ်လိုက်တယ်ကျွန်တော်တို့ခဏစောင့်လိုက်မယ်
ဒီမှာကျွန်တော်တို့ထုံနေပြီကျွန်တော်၄ပုံသူက supportive ပေးထားတာ၄ပုံဖြစ်တဲ့အတွက်ဒီ၄ပုံကိုကျွန်တော်တို့ရွေးနေပါတယ်ဒါကခုနကမိတ်ဆွေတို့ဟိုဆော့ဆော့ချင်းပြတဲ့ပုံမှာဒါအခုမှထုတ်ပြန်ပြီးတော့ထုတ်ပြန်နေတဲ့ပုံမှာဒီမှာရပါပြီဒီလောက်ဆိုရင်မိတ်ဆွေတို့သဘောပေါက်မယ်လို့မျှော်လင့်ပါတယ်လိုအပ်တာရှိရင်လည်းတည်တာရှိရင်လည်းမိကွန်မမေးကြလို့ရပါပါတယ်